So I'm waiting là so the depend mà cho nó là mẹ petrol của nó là mẹ April second week တော့ကိုကျွန်တော်ဒါ trade planning လေးပေါ့နော် trade planning လေးအတွက် market ကိုကျွန်တော်နည်းနည်းလေးလေ့လာကြည့်မယ်ပေါ့နော်ကျွန်တော်ဒီ future trade ရင်ကျွန်တော် BTC pair တစ်ခုတည်းဝယ်ကျွန်တော်ထောက်လျှောက် trade ဖြစ်နေရပေါ့နော်ကျန်တဲ့ဒီကိုတွေကျန်တဲ့ other ဒီ cryptos တွေ stocks တွေကိုတော့ကျွန်တော်ဒါ spot မှာပဲကျွန်တော် accumulate လုပ်ပြီးတော့လိုက်ဝယ်တယ်ဈေးကျရင်လိုက်ဝယ်တယ်တက်တဲ့ချိန်မှာကျွန်တော်ပြန်ရောင်းမိတဲ့အခါရင်လည်းရှိတယ်ပေါ့နော်ဒါပေမဲ့ anyway future တော့ကတော့ကျွန်တော် BTC ကိုပဲကျွန်တော်အောက်ရှောက် trade ဖြစ်နေပါတော့ဆိုတော့ဒီတစ်ပတ်အတွက် market ကိုကြည့်မယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့က daily time frame ကြည့်ရပါတော့ကျွန်တော် trade လုပ်တဲ့ time frame ဒီ15 minute time frame မှာကျွန်တော် trade တယ်ဒါပေမဲ့ကျွန်တော်ကဒီ higher time frame ကနေစပြီးတော့ analyze လုပ်တယ်ပေါ့နော်ဆိုတော့ဒီမှာဒီ daily ကနေစမယ်ဆိုရင်ဘာလို့တွေ့မလဲဆိုရင်အရင်ဆုံးသူ့ရဲ့ market direction ပေါ့ market direction ဒီ I would say it is downtrend okay နောက်တွေ့လိမ့်မယ် downtrend နဲ့ဒါဆင်းလာနေပေါ့နော်ဆိုတော့ဒီမှာကျွန်တော် downtrend line တစ်ခုတွေ့လိမ့်မယ် now where is the market ပေါ့နော် market ဒီဘယ်ကိုရောက်နေလဲဆိုရင်ဒီ level ဒီ level ဒီကျွန်တော်ပြောရရင်ဒါဒီ support level နားမှာ accumulate လုပ်နေတဲ့ stage လို့ကျွန်တော်ကတော့ဒါသတ်မှတ်ထားရပါတော့ဆိုတော့တောက်လျှောက်ရောင်းလာတယ်ပေါ့နော် market ကြီးကရောင်းခံလာရတယ်တောက်လျှောက်ရောင်းခံလာရတဲ့အချိန်မှာဒီနားကိုရောက်တဲ့ချိန်မှာကျွန်တော် volume တွေဝင်လာတာကိုကျွန်တော်တွေ့တယ်တွေ့ပြီးတော့ဒီကကောက်ထပ်မစင်တော့ဘူးပေါ့နော် test လုပ်လိုက်နည်းနည်းလေးပြန်တက်လိုက် test လုပ်လိုက်ပြန်တက်လိုက်ဆိုတော့ကျွန်တော်ဒီရဲ့ period ကို accumulation လုပ်နေတဲ့ period လို့ကျွန်တော်သတ်မှတ်ထားရပါတော့ဒါကြောင့်မို့လို့ဒီကနေဖောက်ထွက်မလားဒါမှမဟုတ်ဒီ trend line ကိုပဲဖောက်ပြီးတက်မလားဒီ support ကိုဖောက်ပြီးဆင်မလားဆိုတာတော့သူတို့ market ရဲ့ movement ပေါ့နော် movement ကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရမှာပေါ့နော်ဆိုတော့ဒါပေမဲ့ daily ဖြစ်တဲ့အတွက်ဒါဒီကျွန်တော်တို့ဒီ support တို့ဘာလို့မှဝယ်ထားမယ် invest လုပ်ထားမယ်ဆိုတော့ဒီဟာလေးဒီမှာစာပြီးဝယ်လို့ကောင်းတဲ့ level လို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်future မှာကျွန်တော်ကဒီ lower time frame မှာtrade တဲ့အတွက်ဒီအဲ့လို movement အကြီးတွေကြတော့ကျွန်တော်ရင် focus မထားတော့ဘူးပေါ့နော်ဆိုတော့ကျွန်တော် loss တွေရဲ့ daily time frame မှာကျွန်တော် bias ဒီdowntrend accumulation stage ပေါ့နော်ဆိုတော့ဒီဟာကိုကျွန်တော်အရင် bias ယူလိုက်တယ်နောက်ပြီးကျွန်တော်4 hour ကိုကျွန်တော်ထပ်ဆင်းတယ်ပေါ့နော်4 hour မှာကျွန်တော်ဘာယူမလဲဆိုရင်4 hour ရဲ့ trend ကိုကျွန်တော်ထပ်ကြည့်မယ်ပေါ့နော်4 hour မှာပေါ့နော်ပြီးခဲ့တဲ့လနေပြီးခဲ့တဲ့အပတ်တွေပေါ့နော်ဘာဖြစ်နေလဲဆိုရင်4 hour မှာဒီ can still see the downtrend အဲ့လိုကြည့်ရင်ကျွန်တော် downtrend ကိုတွေ့နေတော့မှာနော်ဒီလိုဆွဲလိုက်လည်းရတယ်ဒီလိုဆွဲခြင်းလည်းရတယ် okay so ခင်ဗျားတို့တွေ့လိမ့်မယ် downtrend 1 2 3နော်သုံးခါလာပြီးတော့ဒီ trend မှာ trend ကနေပြန်ပြီးတော့တာတယ်ပေါ့နော်ဆိုတော့ဒီမှာလည်းကျွန်တော် bias ဒီ short bias ပေါ့နော်ရောင်းဖို့ပို့ပြီးတော့အားတန်ရမယ်အနေထားလို့ကျွန်တော်သတ်မှတ်ထားတယ်နောက်ကျွန်တော်တို့ဒီ supply demand zone လေးတွေဒီမှာကျွန်တော်လိုက်သတ်မှတ်တယ်ပေါ့နော်ဆိုအရင်ဆုံးနေနေဆိုရင်ဒီအပေါ်မှာသူ trend နေစဆင်းလာတဲ့ကာလဆိုတော့ကျွန်တော်ဒီဟာကိုကျွန်တော်ရင်သတ်မှတ်လိုက်မယ်ဒီမှာသူတို့ sellers တွေရှိတယ်ပေါ့နော်ဒီမှာ sellers တွေရှိမယ် this is also likely ပေါ့နော် seller တွေရှိနိုင်တယ်
ပြီးရင် here နော်ဒီမှာဒီ seller တွေရှိနိုင်တယ်ရောင်းတဲ့လူတွေပေါ့နော်ရောင်းတဲ့လူတွေရှိနိုင်တယ်ပြီးရင်ဒီမှာတွေ့နော်ဒီမှာလည်းရောင်းတဲ့လူတွေရှိနိုင်တယ် okay နောက်ဒီနားမှာလည်းကျွန်တော်အဲဒီမှာ 1 2 support resistant okay here maybe ရှိနိုင်တယ်ပေါ့နော် support တွေကနေ resistant ဖြစ်သည်ဆိုတဲ့ပုံစံမျိုးနဲ့ဒီမှာလည်းရှိနိုင်တယ်ပေါ့နော် okay ဆွဲလိုက်မယ်ဆိုတော့ဒီ level တွေဒီကျွန်တော်ဒါ view design နဲ့ကြည့်ရမယ်support resistant supply demand zone တွေပေါ့နော် okay ဒီမှာ okay I got the very important one ဒီမှာထောက်လျှောက် rejection ဖြစ်လာတော့ supply zone မျိုးတွေ့လိမ့်မယ်နော်ခက်ချင်းချင်းလေးဆွဲကြည့်ဒီလိုလေးနဲ့ဆွဲလို့ရမယ်လက်ရှိအလုံးလုံးနေတဲ့ supply နဲ့ demand zone ပေါ့နော်လက်ရှိအလုံးလုံးနေတာဒီမှာဒီ zone နဲ့ဒီ zone ဒါဒီလက်ရှိအလုံးလုံးနေတဲ့ zone လေးပဲဒီလက်ရှိအလုံးလုံးနေတဲ့ zone တွေပေါ့ဆိုတော့ဒီ range ထဲမှာပဲ short and long ဝယ်မလားရောင်းမလားဒါကိုပဲကျွန်တော်စဉ်းစားအောင်နော် okay ဆိုတော့ဒါလေးကျွန်တော်ပြင်ပြလိုက်ပြီ okay ဆိုတော့ကျွန်တော်အလုံးလုံးမဲ့ time frame လေးကိုကြည့်အောင်နော်15မိနစ် time frame ကိုကျွန်တော်ဆင်းလိုက်ပြီ okay ဆိုပြီးရတဲ့ဘက်က trade ရတော့ကျွန်တော်ပြီးသွားပြီဆိုတော့ market direction ဘယ်ကိုသွားနေလဲဆိုရင် downtrend မှာဒါဒီ pullback ပေါ့နော် pullback ဒီမှာဒီ reject pullback reject okay downtrend okay here so ကျွန်တော်ရဲ့ bias ကဘာဖြစ်မလဲဆိုရင်ဒီမှာကျွန်တော် fair value ကိုတွေ့ရပါတော့ဒီ level ဒီ level ကိုဒီ level ဒီ I think it's a good opportunity to short ပေါ့နော်ရောင်းလို့ကောင်းမဲ့ level လို့ကျွန်တော်မြင်တယ်1 then here it's one more one ဒီနားလေးကိုပဲကျွန်တော်သတ်မှတ်လိုက်ပဲဆိုဒီနားဒီကျွန်တော်ဒီနားမှာ retest rejection confirmation ဒါမျိုးလာရင်ကျွန်တော် short လို့ကောင်းမယ်ပေါ့နော်ဘာလို့လဲဆိုတော့ခင်ဗျားတို့ကြည့်လိုက် downtrend trend line နေ trend line ရှိတယ်ဒီမှာကျွန်တော်တို့ရဲ့ supply zone ပေါ့နော် supply zone resistant level ရှိတယ် resistant level ရှိရပေါ့နော်ဒီ level ဒီချာစောင့်ကြည့်ရမယ် level တစ်ခုပေါ့နော် short ဖို့အတွက်ဒါကျွန်တော်တို့ဒါဒီနားအောင်မှာကျွန်တော်စောင့်လို့ရမယ် level တစ်ခုပေါ့နော်နောက်တစ်ခုကလက်ရှိရလုံးလုံးနေတာဒီ level ပေါ့နော်ဒီမှာတို့ကထောက်လျှောက်ကို reject ဝင်နေတယ်တဲ့ okay ဆိုတော့ဒီဟာကိုတက်သွားရင်တော့ဒီဟာကိုဖောက်သွားရင်တော့ဒီမှာလာ test လုပ်မယ်ပေါ့နော်ဒီ level နဲ့ခု test လုပ်ကြဒီမှာ short လုပ်ဖို့စဉ်းစားလို့ရမယ်နောက်အလုံးလုံးနေတဲ့ support level တွေ maybe kind of like here ဆိုတော့ဒီ accumulate လုပ်နေပေါ့နော်ဒီမှာပဲတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်တက်လိုက်ကြလိုက်နဲ့ sideways သွားတယ်နော် okay now level တစ်ခုဒီ level နောက်လည်းတွေ့ပါဘောနော်ဒီ level ဒီတော့ရှောက်ကိုဒီ line ပေါ့နော်ဒီ line နဲ့ဒီ level ဆိုတော့ကျွန်တော်အနေနဲ့ဒီတစ်ပတ်အတွက်စောင့်မယ်ဆိုရင်ဒီနားမှာစောင့်မယ်ပေါ့နော်ဒီ zone မှာကျွန်တော်စောင့်မယ်ဒီ zone လေးကျွန်တော်စောင့်မယ်ဆိုဒါ long အတွက်ပေါ့နော်ဝယ်မယ်ဆိုရင်ဒီနားမှာကျွန်တော် confirmation စောင့်မယ် rejection confirmation စောင့်ပြီးတော့ကျွန်တော်ဝယ်မယ်ဒီ level နားမှာဒီနားလောက်မှာ rejection confirmation စောင့်ပြီးကျွန်တော်ရောက်မယ်ပေါ့နော်ဒီ sideways သွားနေတဲ့ market ပါကျွန်တော်ဘာမှလုပ်မလုပ်
နော်ကျွန်တော်ဒါပေမဲ့ market ဒီဘယ်ဘက်ကိုသွားမလဲဆိုတော့ကျွန်တော်စောင့်မယ်ပေါ့နော်နောက်တစ်ခုကျွန်တော်တတိထားမိတာဒီမှာဆိုတော့ structure sorry I use this okay so this one ဒါဒီကျွန်တော် change your character ဖြစ်တယ်လို့ကျွန်တော်သတ်မှတ်လိုက်မယ်နော်ပြီးရင်ခင်ဗျားတို့တွေ့လိမ့်မယ်1 2 okay 1 2 so here sellers တွေရဲ့အားဒီဒီမှာယော့လာပြီပေါ့နော်ဒီရဲ့စုံမှာ seller တွေရဲ့အားဒီယော့လာပြီဆိုတော့ဒီနားလောက်မှာကျွန်တော်အဝယ်ဆောင်လို့ရမယ်လို့ကျွန်တော်တော့မြင်တယ်ပေါ့နော်ဒီကနေဒီကနေလာချင်ချောက် character ဆိုတော့ဒီမှာဒီlower low နောက်ကဒါဒီ lower high right lower high lower low နော်ဒီမှာတက်သွားပြီ higher high kind of like lower low is here so ကျွန်တော်ဒီရဲ့ lower low ရဲ့ point လေးမှာကျွန်တော်အနေနဲ့ကတော့ဒါကိုအရင်ဘက်ကကျွန်တော်စောင့်နေတယ် level ပေါ့နော်ဆိုဒီမှာတော့ကျွန်တော်အဲ့လိုလေးစောင့်ဖို့စဉ်းစားတယ် okay ဒီလိုပေါ့ဗျာပြောရရင်တော့ဒီလိုပေါ့ okay ဟိုလေးစောင့်ဖို့ကျွန်တော်ဒါစဉ်းစားတယ်ပေါ့နော်ကြာလာခဲ့ရင်ဒီနားမှာကျွန်တော်စောင့်မယ်ပေါ့နော်အဲဆို change your character ကျွန်တော်တွေ့နေပြီ change your character ကိုကျွန်တော်တွေးနေပြီရောင်းလို့အားသည်ရော့လာပြီဆိုတော့ကျွန်တော်ဒီ long ကိုနည်းနည်းပိုအားတန်တယ်ပေါ့နော်ဒီ lower time frame မှာ higher time frame interaction ရဆိုရင်တော့ဒါဒီ shock ကတော့ပို့ပြီးတော့မှဒါ trend ကိုလိုက်တဲ့ပုံစံမျိုးဖြစ်မှာပေါ့နော်ဒါပေမဲ့ဒီရဲ့ long လေးကိုကျွန်တော် risk ယူပြီးတော့လေးလိုက်ကြည့်ချင်တယ်ပေါ့နော် short ဆိုရင်တော့ကျွန်တော်ဒီနားမှာဒီ zone တွေမှာပဲကျွန်တော်စဉ်းစားမှာပေါ့နော် okay ဆိုတော့ဒါမဲ့ဘတ်အတွက်ကျွန်တော်ရဲ့ trade plan မှာဆိုတော့ဘာဖြစ်မလဲဆိုတော့ဆက်ဆောင်ကြည့်ရမှာပေါ့နော် okay ဆိုတော့buy and sell เนาะကျွန်တော်ဒီမှာပြလာနိုင်ပြီဗျာဒီနားလောက်ကိုကျွန်တော်ပို့သဘောချဒီမှာ resistance ရှိရောလေဆိုကျွန်တော်ဒီနားလောက်ပို့သဘောချတော့ okay ဆိုဒီလိုလေးပေါ့ဗျာ blah 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 ဘာညာ okay right ဆိုတော့ဒီကျွန်တော် plan ချထားတယ် trade setup ပေါ့နော်ဆိုတော့ဒီတိုင်းပဲကျွန်တော်စောင့်မယ်ဘာဆက်ဖြစ်မလဲကြည့်မယ်ရောင်းလို့ဝယ်လို့ဘာညာ okay ဆိုနောက်ပတ်မှာပဲကျွန်တော်ဒီပတ်မှာလာမယ့်ပတ်မှာ trade ဝင်ဖြစ်ရင်နောက်လာမယ့်ပတ်ဒီစနေတနင်္ဂနွေမှာကျွန်တော် analyze နဲ့trade planning video လေးကျွန်တော်ထပ်လုပ်ပါမယ် okay ကျေးဇူးပါ